ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေမနက်အေးရနိုးပြီးဂါဇမှာတချို့အစားအစာတွေဟာရှောင်ကျဉ်သင့်ပါတယ်။ဒီမှာဥစွာရှောင်ကျဉ်သင့်တဲ့အစားအသောက်ကတော့ကော်ဖီတောက်ခြင်းဖြစ်ပါတယ်။ဟုတ်ပါတယ်မနက်အေးရထဘာအစားအစာမှမစားဘဲကော်ဖီတောက်ခြင်းဟာအစာရင်အက်ဆစ်ကိုပိုများစေတာနဲ့ဗိုက်နာတာတွေကိုဖြစ်စေပါတယ်။မနက်အေးရထချိန်မှာရေတောက်တာသို့မဟုတ်အစာအနှဲငယ်စားပြီးမှကော်ဖီတောက်တာဟာတင့်တော်ပါတယ်။နောက်ထပ်ရှောင်ကျဉ်သင့်တဲ့အစားအစာတစ်ခုကတော့မုတ်အချိုတွေဖြစ်ပါတယ်။ကိတ်မုတ်ဒိုးနတ်တကြားလုံးစတာတွေဖြစ်ပါတယ်။ဒီစားစာတွေကိုစားခြင်းဖြင့်သွေးတွင်းတကြားတက်ကိုလှင်မြန်စွာတိုးစေပါတယ်။သွေးကြိုစီကြိုသမားတွေအထူးဂရုပြုရမှာဖြစ်ပါတယ်။ဒါအပြင်ဗိုက်စာမြန်စေတာနဲ့အဝလွယ်စေပါတယ်။နောက်တစ်ခုကတော့အချိုရည်နဲ့ဖြော်ရည်တွေဖြစ်ပါတယ်။ဒီစားစာကလည်းသွေးတွင်းတကြားတက်ကိုတိုးစေတာနဲ့ဗိုက်ပူလွယ်စေတာတွေကိုဖြစ်စေနိုင်ပါတယ်။ဒီဖြော်ရည်တွေအစားတစ်သီးစားခြင်းကပိုမိုကောင်းမွန်ပါတယ်။နောက်တစ်ခုကတော့စီကြော်မုန့်နဲ့အစီများတဲ့အစားအစာတွေဖြစ်ပါတယ်။ဒီစားစာတွေဟာအစာချေရန်ခက်ခဲစေပါတယ်။ဒါအပြင်ဗိုက်လေးလံစေပြီးပင်ပန်းနွမ်းနယ်မှုကိုလည်းတွန်းအားပေးပါတယ်။